စမ်းသပ်မှုတွေနဲ့စင်ရဲဒုက္ခတို့နဲ့တိဆောက်ခဲ့တဲ့ခေတ်ကြီးမှာလူအနည်းစုကပဲဒဏ္ဍာရီဆိုတဲ့ဂုံပုတ်နဲ့ထိုက်တန်ပါတယ်မရေမတွက်နိုင်တဲ့စမ်းသပ်မှုတွေရဲ့စစ်ဆေးခြင်းတွေကိုခံခဲ့ရတယ်သူတို့တွေမသေးမျိုးဖြစ်လာတဲ့အထိပေါ့ဒါပေမဲ့လည်းဘယ်ထားသွားလို့မဆိုပဲတွေးထားခြင်းမရှိတဲ့ဒဏ္ဍာရီတွေကအမင်းရောကရှေးဟောင်းအမွေနှစ်တွေဖြစ်လာမှာဒဏ္ဍာရီတစ်ခုကိုပြန်လဲသုံးလို့တာကိုမင်းမြင်တွေ့ဘူးလားထာဝရကြီးရှိလာဖို့ပြီးတဲ့မှာပြန်လဲသုံးလို့ခံရဖို့ပေါ့